အားလုံးပဲမင်္ဂလာပါရှင်ကျမရဲ့ page လေးကနေပြီးတော့မှကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့digital business လုပ်ငန်းကိုဆွေးနွေးဖို့အတွက် digital business ကိုလုပ်ကင်ပြီးတော့မြန်မာနိုင်ငံနေလုပ်ကင်ပြီးတော့မှအရန်အောင်မြင်နေတဲ့ကျမရဲ့ mentor လေးဖြစ်တဲ့အမမက်ခိုင်ယူမွန်ကိုဒီ digital business လုပ်ငန်းလေးအကြောင်းဆွေးနွေးဖို့ဖိတ်ခေါ်ထားပါတယ်ရှင်အမရေမင်္ဂလာပါကျမရဲ့ page လေးမှာလာပြီးတော့ဝင်ရောက်ဆွေးနွေးပြီးတဲ့အတွက်အမကိုအများကြီးကျေးဇူးတင်ပါတယ်ရှင်ဟုတ်ကဲ့ကျမကတော့ဟုတ်ကဲ့ကျမကတော့digital business လုပ်ငန်းကိုဒီမြန်မာနိုင်ငံနေပဲလုပ်ကိုင်နေတဲ့ညောင်းတုံနှစ်အောင်ဖြစ်ပါတယ်ရှင်ကျမကတော့သားရဲ့သမီးရဲ့မိသားစုရဲ့နဲ့အတူတူမိဘရဲ့နဲ့အတူတူနေပြီးတော့မှနေထိုင်တာပဲဖြစ်ပါတယ်ရှင်ဟုတ်ကဲ့အမမိတ်ဆက်ပေးပါအောင်ရှင်ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါရှင်ကျမနာမည်ကတော့ခိုင်မွန်ဖြစ်ပါတယ်ကျမကလည်းဒီမြန်မာပြည်မှာပဲမိသားစုနဲ့အတူတူနေထိုင်တာဖြစ်ပါတယ်ပေါ့နော်လက်ရှိအခုဒီ digital business ကိုလုပ်ကိုင်နေတာအခုဆိုရင်တော့10လရှိပြီပေါ့နော်10လရှိပါပြီဟုတ်ကဲ့ဟုတ်ကဲ့ပါအမဒီအချိန်တိုလေးတွင်းမှာအရန်အောင်မြင်နေတာအရန်အားကြစရာကောင်းပါတယ်အမကြီးအဲ့တော့အမစီကနေပြီးတော့ဝင်မျှပေးတာဒီအားလေးတွေကိုကျမနဲ့အတူတူကျမရဲ့ဒီ page မှာရှိတယ်ကျမရဲ့မိတ်ဆွေတွေရဲ့ပြီးတော့ဒီလုပ်ငန်းကိုစိတ်ဝင်စားနေတဲ့လူတွေအကြောင်းဒီ digital business ကိုစိတ်ဝင်စားတဲ့လူတွေအကြောင်းလေးတွေအတွက်ကိုအမဝင်မျှပေးပါအောင်အဲ့တော့ကျမကတော့ဒီလုပ်ငန်းအကြောင်းဆိုတာတဲ့ဒီဟိုပါပေါ့နော်သိကျင်တဲ့လူတွေစိတ်ဝင်စားတဲ့လူတွေအများစုအမင်းများတဲ့မိကုံးလေးတွေကိုအမနဲ့ဆွေးနွေးသွားခြင်းပါတယ်မှာဟုတ်ကဲ့အဲ့တော့ဒီပထမဦးဆုံးပေါ့နော်လူတွေအများစုဒီ digital business လို့ပြောလိုက်တာ ਨੇ လူတွေပထမဦးဆုံးမေးတဲ့မိကုံးကတော့အမဒီလုပ်ငန်းကဘာလုပ်ငန်းလဲပေါ့နော်ဆိုတော့အဲ့မိကုံးလေးကိုအမဘက်ကနည်းနည်းလေးဝင်မျှပေးပါအောင်ရှင်ပြန်ဖြေပေးပါအောင်ဟုတ်ကဲ့ဟုတ်ပြီဒီလုပ်ငန်းက digital စနစ်နဲ့လုပ်တဲ့စီးပွားရေးပေါ့နော်ဆိုတော့ပြောမယ်ဆိုရင်ဒီ digital business ဆိုတာအခုချိန်မှာလူတိုင်းရဲ့နားထဲမှာစိတ်နေကြတာပေါ့နော်စိတ်နေကြတယ်ဘာဖြစ်လို့ဆိုတော့ကျမတို့ငကိုတွေကလုပ်ခဲ့တဲ့အလုပ်တွေနဲ့ပုံစံမျိုးနဲ့မတူတဲ့ခါကျတော့လူတွေကစိတ်နေကြတာပေါ့နော်ဘာလို့ဆိုတော့ဒါကနည်းပညာနဲ့ပတ်သက်လာပြီ digital စနစ်နဲ့လုပ်တဲ့စီးပွားရေးတွေဖြစ်တယ်ကျမတို့ပတ်ဝန်းကျင်မှာကျမတို့သတိမထားမိလို့ဒါပေါ့နော်နောက်ပိုင်းဆိုတဖြည်းဖြည်းနဲ့ဒီ digital စနစ်နဲ့ကိုတဖြည်းဖြည်းကူးပြောင်းလာကြတယ်ဟိုတနေ့ကလည်း live interview တစ်ခုမှကျမပြောသလိုပေါ့နော်ကျမတို့ဒီဘဏ်လုပ်ငန်းတွေကအစပေါ့နော်ဒီစေးကန်းတွေမှာပဲဖြစ်ဖြစ်ပေါ့နော် shopping center မှာဖြစ်ဖြစ်ဒီ digital စနစ်ကိုတဖြည်းဖြည်းနဲ့ကူးပြောင်းလာကြတယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင်ဒီ digital စနစ်နဲ့လုပ်တဲ့အလုပ်တွေကပို့ပြီးတော့လည်းမြန်ဆန်တွက်လက်တယ်ဥပမာပေးရမယ်ဆိုရင်ဒီဘဏ်လုပ်ငန်းမှာဆိုလို့ရှိရင်လည်းကျမတို့ငကိုတော့ဆိုရင်ဘဏ်ကိုပါသွားလို့လည်းပတ်စံလွှဲမယ်ဆိုရင်ပတ်စံထုတ်ကြည့်ယူသွားတယ်ဘဏ်ကနေလွှဲတယ်ဟိုဘက်ကထုတ်တဲ့လူကလည်းဘဏ်ကိုလာရတယ်ပတ်စံထုတ်ပြီးယူသွားရတယ်ဒီလိုမျိုးကနေပြီးတော့တဖြည်းဖြည်းနဲ့ digital စနစ်ကိုကူးပြောင်းလာတဲ့အချိန်မှာကျမတို့အခုလက်ရှိသုံးနေတဲ့ KPay တို့ WePay တို့ဒီ ARV Pay တို့ UAB Pay တို့ဒီလိုမျိုးလည်းဖြစ်လာတယ်နောက် mobile banking တွေဖြစ်လာတယ်ပေါ့နော်အဲ့လိုဆိုတဲ့အခါကျတော့ကျမတို့ဒီပတ်စံတွေကိုကိုယ်တိုင်ကင်တွယ်ပြီးတော့သုံးစရာမလိုတော့ဘူးထိတွေ့စရာမလိုပဲနဲ့ကျမတို့တယောက်နဲ့တယောက်ကိုဒီ banking ဒီ mobile phone တွေကနေပဲအလွှဲပြောင်းလုပ်တာနဲ့ကိုအဆင်ပြေတယ်အဲ့တော့သွားလွှဲမဲ့လူကလည်းဘဏ်ကိုသွားစရာမလိုတော့အချိန်ကုန်သက်တာတယ်ပတ်စံရမဲ့လူကလည်းဘဏ်ကိုသွားရတဲ့အချိန်လေးဘဏ်မှာထိုင်ပြီးတော့စောင့်ရတဲ့အချိန်လေးမကုန်တဲ့အတွက်လည်းသူကလည်းပတ်စံမြန်မြန်ရတယ်ဆိုတော့အဲ့ဒီမှာနေအချိန်ကုန်သက်တာတယ်လူသက်တာတယ်ပေါ့နော်ဒီလိုမျိုးပဲ shopping center တွေဥပမာမနိုင်ငံမှာဆိုရင်တိလွယ်အောင်ဆိုရင် Ocean လိုမျိုးပေါ့ Ocean လိုမျိုးဆိုရင်ကိုယ်တိုင်သွားဝယ်လို့လည်းရတယ်ဒါမှမဟုတ်ရှင် Ocean မှာကျမတို့ဒီသူတို့ရဲ့ hotline တွေကနေပြီးမှားလို့လည်းရတယ်အိမ်နိုင်ရောက်ပို့တာရှိတယ်ပေါ့နော်အဲ့တော့ဘာဖြစ်လာလဲဆိုတော့ customer ရဲ့လက်ထဲကိုဓာတ်ရိုက်စနစ်နဲ့အမြန်ဆုံးရောင်းချနိုင်အောင်လုပ်တဲ့စနစ်တွေကဘာလို့ဂျားကန်မှာ digital စနစ်တွေကိုခံထားကြတာပေါ့နော်အဲ့တော့ဒီ digital စနစ်ကဘယ်လိုလုပ်ငန်းလဲဆိုလို့ရှိရင်ပြောလို့ဆိုကြော်ညာလုပ်ငန်းလည်းဟုတ်တယ်ဒီ customer ကိုဓာတ်ရိုက်ရောင်းချတဲ့စနစ်လည်းဟုတ်တယ်အဓိကတော့ပြောလို့ဆိုရင်အားလုံးကိုလွယ်ကူအောင်ပေါ့နော်ဒီအလုပ်တွေကိုအားလုံးလွယ်ကူတွက်လက်မြန်ဆန်အောင်ဒီစနစ်ကိုတည်ထွင်ခဲ့တာဖြစ်တယ်အဲ့တော့ဒီ digital စနစ်နဲ့လုပ်တဲ့စီးပွားရေးတွေကလည်းအဲ့တော့လွယ်ကူလာတယ်တွက်လက်လာတယ်မြန်ဆန်လာတယ်အောင်မြင်မှုကလည်းပို့ပြီးတော့လွယ်ကူလာတယ်ပေါ့နော်ဆိုတော့ကျမတို့နိုင်ငံမှာကငကိုတွေကလှုပ်လာတာကဒီ physical နဲ့လုပ်တဲ့အလုပ်တွေပဲလုပ်ကြတာများတယ်ဥပမာပွဲရုံတွေဖွင့်မယ်ဆန်ဆက်တွေလုပ်မယ်ဒါမျိုးတွေပေါ့နော်ကြီးကြီးမားမားလုပ်ငန်းတွေဆိုရှင်ရွှေဆိုင်တွေလုပ်တယ်အခုရွှေဆိုင်တွေတောင်မှ online ကနေကြော်ညာနေပြီဟုတ်တယ်နော်ကြော်ညာနေအဲ့တော့သူတို့ရဲ့ဝယ်သူကဥပမာပဲခူးမှာရှိတယ်ရွှေဆိုင်ကရန်ကုန်မှာရှိတယ်အဲ့တော့ဒီရွှေဆိုင်မှာရှိတဲ့ပစ္စည်းကိုပဲခူးကလူကလိုချင်တယ်ဆိုရင်ရန်ကုန်တကူကလာအောင်မယ်အချိန်လေးပေးအောင်ဒါမှမဟုတ် online မှာတွေ့လိုက်ပြီဒါလေးကိုကြိုက်တယ်ဆိုလို့ရှိရင်ဒါရွှေဆိုင်ကနေပြီးတော့တာဝန်ယူပြီးတော့ပဲခူးထိရောက်ပို့ပေးနိုင်တယ်ဆိုတော့အဲ့တော့ရောင်းချတဲ့ရွှေဆိုင်ဘက်ကလည်းသူတို့ကမြန်ဆန်တဲ့ customer ကိုရောင်းချနိုင်လို့လိုချင်တဲ့ customer လည်းမြန်မြန်ရနိုင်ဒါတွေပဲပေါ့နော်အဓိကတော့ဓာတ်ရိုက်ရောင်းချတဲ့စနစ်ကိုဒီ digital စနစ်နဲ့ပေါင်းဆက်လိုက်တာပေါ့နော်အဲ့တော့ digital စနစ်ဆိုတာတွေကတော့အများကြီးလုပ်ငန်းတွေအများကြီးရှိတယ်ဥပမာကျမတို့ထိတွေ့ကင်တွယ်လို့မရတဲ့
အားတွေအကုန်လုံးကိုဒါ digital စနစ်လို့ခေါ်တယ်ပေါ့နော်အဲဆိုတော့ကျမတို့ဒီဥပမာပေါ့ဒီ online ပေါ်မှာကျမတို့ကတခုခုကိုပညာပေးခြင်းတယ်ပေါ့နော်ဘာပဲကိုအချက်အပြုတ်လုပ်ငန်းပဲဖြစ်ဖြစ်ပေါ့ဒါမှမဟုတ်ကိုရဲ့ဒီဘယ်လိုပြောပြမလဲဒီနီးပညာတစ်ခုခုပေါ့နော်ကိုရဲ့လက်သမားပညာပဲဖြစ်ဖြစ်ကိုရဲ့အိမ်မင်းမှုဒီချီထိုးပန်းတို့ကအစပေါ့ဒါမျိုးလေးတွေကိုကိုကပညာပေးခြင်းနဲ့ပေးပြီးလို့ရှိရင်ဒါကိုကိုက online class လုပ်မယ်လုပ်ပြီးလို့ရှိရင်ဒီဥစ္စာကိုဒီ online class တွေကိုပြန်ရောင်းစားတာနဲ့ကိုဒါကလည်းဒီ online class ကြီးကသွားပြီးထိတွေ့ကင်တွယ်လို့တော့မရဘူးဒါပေမဲ့ तू ကအခြေအနေတွေ तू ကပြန်ကြည့်လို့ရနေတယ်ဒါလည်း digital စနစ်ပဲအဲ့တော့ digital စနစ်ဆိုတာလုပ်ငန်းတွေကတော့အများကြီးရှိတယ်ဒါပေမဲ့လုပ်ငန်းအမျိုးအစားတွေတော့မတူကြဘူးပေါ့နော်ဆိုတော့ကျမတို့ဒီလုပ်ငန်းကကြတော့ဘာလုပ်ငန်းဆိုကျွန်တော်အဓိကကြော်ညာလုပ်ရတဲ့လုပ်ငန်းပေါ့နော်ကြော်ညာဆိုတာကဘာကိုကြော်ညာရတာလဲဆိုရင်ကျမတို့လက်ရှိလုပ်နေတဲ့လုပ်ငန်းကဆိုလို့ရှိရင်ဈေးမရောင်းရဘူးလူမခေါ်ရဘူးအသက်16နှစ်ပြည့်ပြီဆိုရင်လူမျိုးဘာသာမျိုးတွေလုပ်လို့ရတယ်အမျိုးသမီးအမျိုးသားလည်းခွဲခြားထားခြင်းမရှိဘူးပေါ့နော်နောက်ပညာအရေးချင်းတွေကန့်သတ်မထားဘူးနောက်တစ်ခါကျတော့ကျမတို့ဟာပေါ့နော်ပင်စင်ရှိတယ်ပေါ့နော်ဒီလိုအကြောင်းအရာတွေကိုကျမတို့ဒီလုပ်ငန်းကိုကျမတို့ digital business ကိုလုပ်လို့ရှိရင်ဒီလိုကောင်းကျိုးတွေရပါတယ်ဆိုတာကိုကျမတို့ကဒီ opportunity ကိုကြော်ညာပေးတာပေါ့နော်ကြော်ညာပေးတဲ့အခါကျတော့ဒီဥစ္စာနဲ့ကိုက်ညီမှုရှိတဲ့လေကလာပြီးတော့လေ့လာကိုယ်တိုင်လေ့လာမှာကိုယ်တိုင်လေ့လာပြီးတော့မှဆုံးဖြတ်ပြီးတော့လုပ်ရမှာဖြစ်တယ်ပေါ့နော်အဲ့တော့ကျမတို့ရဲ့လက်ရှိလုပ်နေ digital နဲ့လုပ်တဲ့စနစ်တွေကတော့အများကြီးရှိတဲ့အထက်မှာကျမတို့လက်ရှိလုပ်နေတဲ့အလုပ်ကတော့ဒီကြော်ညာပိုင်းကိုဦးစားပေးပြီးလောက်ရတဲ့အလုပ်ဖြစ်ပါတယ်ပေါ့နော်အဲ့လိုပြောချင်ပါတယ်ဟုတ်ပါတယ်အမဒီခေတ်ကြီးကလေဤပညာအရန်တိုးတက်လာတယ်ကျမတို့ဆိုဘာရင်ဆိုင်ကြုံတွေ့ရလဲဆိုတော့အဓိကပညာရေးပေါ်မှာရဲ့ဒီကပ်ဘေးတွေစိုက်လာတဲ့ခါမှာကလေးတွေဆိုလို့ရှိရင်ကျောင်းသွားလို့မရကြတော့ဘူးအဲ့ချိန်မှာဘာတွေဖြစ်လာလဲဆိုတော့ online ကနေပြီးတော့မှကလေးတွေစာသင်တဲ့စနစ်တွေပေါ်လာတယ်အဲ့ချိန်မှာကျမတို့တွေဆက်ဆက်သိချင်တော့အရန်တုံလို့တယ်လीနော်မနော်ဟာဒီကလေးလေးတွေဒီ screen ကြီးတွေဒီ computer ကြီးတွေနဲ့တစ်ချိန်လုံးနိုင်အများကြီးပေါ့နော်2နာရီ3နာရီထိုင်ပြီးတော့မှဒီစာသင်ရမယ်မဖြစ်နိုင်ပါဘူးဆိုပြီးတော့မှအစတော့ကျမတို့တွေငင်းဆန်ခဲ့ကြရတယ်လीနော်မျိုးစုံကလေးတွေမျက်စိထိခိုက်မာတွေပြီးတော့တစ်ချိန်လုံးထိုင်နေရမှာတွေပြီးတော့ဘေးနားမှာဟိုတခြားသူငယ်ချင်းမရှိဘဲနဲ့ဒီဟာကြီးနဲ့ပဲသင်ရမှာလေဆိုတော့ကျမတို့တော်တော်တုံလောက်ခဲ့ကြရတယ်လीနော်မဖြစ်နိုင်ဘူးဆိုပြီးတော့တော်တော်များများအစပိုင်းတုန်းကငင်းဆန်ခဲ့ကြတယ်မှာဒါပေမဲ့ဒီဟာတွေကိုကျမတို့ငင်းဆန်လို့မရခဲ့ကြဘူးပေါ့နော်သူခင်နဲ့သူခါဒီလိုသွားရမယ်ဆိုတော့ကျမတို့တွေဆိုလို့ရှိရင်ကလေးတွေကိုဒီလိုပဲ online ကနေပြီးတော့ပညာတွေသင်ခဲ့ကြရတယ်ဒါပေမဲ့ကိုယ်တွေထင်ခဲ့တယ်လို့ဟုတ်လားဆိုတော့စိုးကျိုးကလည်းအနေချင်းရှိတယ်လို့အစိုးကျိုးဆိုတာဘာလဲဆိုတော့မျက်စိပေါ့နော်မျက်စိထိခိုက်တာတော့ကလေးတွေနည်းနည်းလှုပ်ရှားမှုနေသွားတာတော့ရှိပေမဲ့ကောင်းကျိုးကလည်းအများကြီးကပ်ပါလာတယ်မှာတွေမိဘတွေအကျိုးပို့တွေတက်တာလာတာတို့ဘာအဲ့လိုမျိုးတွေပေါ့နော်ပြီးတော့အချိန်တွေပြီးတော့ဘာပညာလိုချင်တယ်လဲအရင်တော့ဆိုလို့ရှိရင်ဒီအကြောင်းကဒီနောက်မှမရှိလို့မတက်လိုက်ကအလံဝေးလို့ကျမတို့မျိုးသမီးတွေဆိုလို့ရှိရင်လည်းဆက်ချုပ်တင်တယ်ကျမဆိုရင်ဒီ online ခင်မှာကျမဆက်ချုပ်တင်တဲ့နေပါရောကျမရလိုက်သေးတယ်ဆိုတော့ဒီလိုမျိုးတွေပေါ့နော်ဆိုတော့ဒီကိုရကျင်တဲ့ပညာကိုလည်းအလွယ်တကူရဆိုဒါကောင်းကျိုးတွေအများကြီးပေါ့နော်အဲ့တော့ပြီးတော့ဒီကိုဗစ်ကာလကြီးမှာဘာကြီးပါတိုးတက်လာလဲဆိုတော့ဒီဆရာဝန်တွေနဲ့ဆွေးနွေးတာတောင်မှဒီ online ကနေလောက်ခဲ့တာရှိတယ်ဆိုတော့ဒီမိပညာမျိုးလေးကျမတို့ကကြောက်တယ်မဖြစ်နိုင်ဘူးဆိုပြီးတော့တွေးလို့မရတော့ဘူးအဲ့တော့ဒီလိုနေရာဒီမှာတော့မှကျမတို့ဒီနည်းပညာတွေဒီ digital စနစ်တွေအသုံးပြုပြီးတော့ဒီလိုဟာတွေတော့မှကျမတို့လက်ပတ်ခဲ့ရဆိုတော့စီးပွားရေးဆိုတာကတော့လေမဖြစ်နိုင်စရာအကြောင်းမရှိဘူးပေါ့နော်အဲ့ဒါကြတော့ဒီတော့ online ကနေလုပ်နေတဲ့ကျမတို့လုပ်ငန်း 100% online ကနေလုပ်နေတယ်မဖြစ်နိုင်ပါဘူးဒီလိုဝင်ငွေတွေရတယ်ဆိုတာမဖြစ်နိုင်ဘူးဆိုတာတွေကဒါမရှိပါဘူးမရှိဘူးပေါ့နော်အဲ့တော့ခါကြတော့ဝင်ပြီးတော့လေ့လာကြပါအမပြောသွားတယ်လို့ပဲဒီ digital စနစ်နဲ့လုပ်ငန်းတွေများစွာလေအောင်မြင်နေပြီအခုအမဆိုလို့ရှိရင်လက်တွေ့ပဲเนาะအရှိမအောင်မြင်မှုတွေအများကြီးထားသွားပြီဆိုတော့ဒါကျမတို့ရဲ့ရှေ့ဆောင်လမ်းပြအမှာပဲမှာအရင်အားကြပါတယ်ဟုတ်အဲ့တော့ဒီလုပ်ငန်းကိုဘာတွေလုပ်ရနောက်တဲ့မေးခွန်းလေးอ่ะပေါ့เนาะလူများမေးကြတာဘာလုပ်ရတာလဲပေါ့เนาะ online ကနေလုပ်ရတာတော့ဟုတ်ပါပြီဘာလုပ်ရတာလဲဆိုတော့မေးခွန်းလေးပေါ့မှာပြန်ပြီးတော့အနေနဲ့ဖြေချပေးပါအောင်ဟုတ်ကဲ့ခုနကကျမပြောပြသလိုပဲနော် online ကနေကျမတို့ဘာလုပ်တာလဲကြော်ညာပေးတာပေါ့နော်ကျမတို့လက်ရှိလုပ်နေတဲ့စီးပွားရေးကိုကျမတို့ကြော်ညာပေးတယ်ကျမတို့မှာဒီ company နဲ့လက်တွဲလုပ်တဲ့အခါမှာကျမတို့ဒီ company ရဲ့ main system ကိုသုံးခွင့်ရှိတယ်ဒီ system ကလူတိုင်းကဒီအကုန်လုံးတန်းပြီးအခွင့်အရေးနဲ့ပေါ့နော်အကုန်လုံးသုံးခွင့်ရှိတဲ့နေရာမှာဒီ system ကကျမတို့လည်း90% support ပေးတယ်ကျမတို့က10%လောက်ပဲလုပ်ရတယ်ပေါ့နော်အဲ့10%ဆိုတဲ့ဟာကကျမတို့ရဲ့ကိုယ်ပိုင် Facebook page တွေမှာကိုယ့်ရဲ့ကိုယ်ပိုင်ပေါ့နော် Instagram တို့ YouTube တို့ဒီလိုမျိုးတွေမှာပေါ့နော်ကိုယ့်ရဲ့ business အကြောင်းတွေကိုကိုကကြော်ညာပေးရုံပဲနောက်ခါကျတော့ဒီစီးပွားရေးကိုစိတ်ဝင်စားတဲ့သူပေါ့နော်အမည်သူမဆိုကျမတို့ကိုလာမေးတယ်ဆိုလို့ရှိရင်ကျမတို့ဘလို့လေးလာပါဆိုတဲ့နီးလန်းလေးကိုပြောပြတယ်ဘလို့လောက်ပါဆိုတဲ့ဥစ္စာကိုပြောပြတာမဟုတ်ဘူးပေါ့နော်ဘလို့လောက်ကြတယ်ဘလို့လောက်ပါဒါတွေကိုကျမတို့ပြောပြတာမဟုတ်ဘူးဘလို့လေးလာပါဆိုတာကိုပဲပြောပြတာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့စီးပွားရေးတိုင်းကဘေးစီးပွားရေးမဆိုကိုယ်တိုင်လေးလာတာအကောင်းဆုံးပဲပေါ့နော်ကိုယ်တိုင်လေးလာမှဒီစီးပွားရေးအားနည်းချက်အားသာချက်
ကိုယ်နဲ့ကိုက်ညီမှုရှိမရှိဆိုတာဒါတွေကကိုယ့်ဟာကိုယ်ဆုံးဖြတ်ရမှာဖြစ်တယ်ကျမတို့နဲ့အဆင်ပြေနေပေမဲ့တယောက်ယောက်နဲ့အဆင်ပြေကျမပြေမယ်ပေါ့နော်အဲ့တော့ကျမတို့အဆင်မပြေတဲ့အရာလည်းတယောက်ယောက်နဲ့အဆင်ပြေခြင်းပြေသွားမယ်ပေါ့နော်အဲ့တော့ကိုယ်နဲ့ကိုက်ညီမှုရှိမရှိဆိုတာကကိုယ်တိုင်လေ့လာတာဖြစ်တဲ့အတွက်ကျမတို့ကဘယ်လိုလေ့လာပါမယ်ဆိုတဲ့လေ့လာပုံအဆင့်ဆင့်ကိုကျမတို့ကပြောပြပေးတာဖြစ်တယ်ပေါ့နော်ကျမတို့လက်ရှိလုပ်နေရတာကဒီအလုပ်နှစ်ခုပဲရှိတယ်ကိုယ့်ရဲ့ Facebook မှာကိုယ့်အကူကြော်ညာပေးတယ်လာမေးရင်ဘယ်လိုလေ့လာပါဆိုတာလေးကိုပြောပြပေးတယ်ပေါ့နော်ဒီအလုပ်ပဲလုပ်ရတာဖြစ်ပါတယ်လို့ဟုတ်ကဲ့ဟုတ်တယ်ဒီလုပ်ငန်းဆိုလို့ရှိရင်အရန်ပါပေါ့နော်တင့်တော်တယ်ပေါ့ဒီလိုတခြားစီးပွားရေးတစ်ခုထူထောင်မဲ့လှုပ်ချင်ပြီးတော့မှသွားပြီးတော့မလုပ်နိုင်တဲ့လူတွေအတွက်ကိုရန်တင့်တော်ပါတယ်လို့အဲ့တော့ကျမတို့ကအလုံးမဟုတ်ဘူးစီးပွားရေးဖြစ်တဲ့အတွက်ကြောင့်မလို့ပြီးတော့ကိုယ်ပိုင်လုပ်ငန်းလည်းဖြစ်တဲ့အတွက်ကြောင့်မလို့ကိုယ်တိုင်လေ့လာရတာအကောင်းဆုံးဖြစ်ပါတယ်အဲ့တော့ကျမတို့ကရင်းနှီးမြှုပ်နှံပြီးတော့မှဒီလုပ်ငန်းအကြောင်းကြီးကိုသိလိုက်ရတာထက်ဒီလုပ်ငန်းရဲ့အကောင်းကျိုးရှိမယ်ဆိုးကျိုးရှိမယ်အဲ့ဒါတွေကိုကိုရင်းနှီးပြီးမှသိတယ်ဆိုလို့သိရတာထက်အခုကကိုလည်းမရင်းနှီးခင်ဒီလုပ်ငန်းကမစတင်ခင်မှာလေ့လာခွင့်ရတယ်ဆိုတာဒါအရန်ကိုကြီးမားတဲ့အခွင့်အရေးပါပဲမာကြီးเนาะကျမတို့ဒီလုပ်ငန်းရဲ့အားသာချက်တွေမှာအဲ့လိုမျိုးအရင်လေးသေချာလေးလာပြီးတော့မှကိုမကြိုက်ဘူးဆိုလို့ရှိရင်လည်းပြန်ထွက်သွားလို့ရတယ်လေပြန်ထွက်သွားလို့ရတယ်မထအမတို့အခုအပြင်မှာတန်းတစ်ခုတက်တယ်ဆိုရင်တော့မှပေါ့နော်ကိုကအခုကညီမကပြောတဲ့ဆက်ချုပ်တင်တန်းလိုမျိုးပေါ့ဒါမျိုးလေးတက်လိုက်တယ်ဆိုရင်တော့မှကိုကဒီပညာရေးကိုလေးလာပြီးတော့ကျမတို့ဝါသနာမပါဘူးဇက်ကြောတက်တယ်မညှက်ချင်ဘူးပိတ်စာတွေပေါ့နော်မချုပ်ချင်ဘူးကျမတော့ပြန်ပတ်စံပြန်ပေးပါဆိုလို့ဘယ်သူမှလည်းပြန်မပေးဘူးပေါ့နော်ဟုတ်တယ်ဒါပေမဲ့အမတို့ဒီလုပ်ငန်းမှာကျအဲ့လိုမဟုတ်ဘူးစိတ်တိုင်းကြလေးလာလို့ရတယ်ကိုလေးလာပြီးတော့မှဒီလေးလာမှုနဲ့လေးလာပြီးတဲ့အချိန်မှာကိုနဲ့မကိုက်ညီမှုမရှိဆိုပြန်ထွက်သွားရင်လည်းကိုသွင်းတဲ့ပတ်စံကိုလည်းအပြည့်အဝပြန်ပေးတာဖြစ်တယ်ပေါ့နော်ဆိုတော့ဒီလေးလာဖို့အတွက်တောင်မှဆုံးရှုံးမှုမရှိဘူးဆိုတာကိုပြောပြချင်တာပါဟုတ်တယ်အဲ့ဒါကြောင့်လေးလာကြပါလေးလာတဲ့ခါမှလည်းမေးကြပါလောက်ကနေတဲ့လူတွေလည်းအများကြီးရှိရယ်မေးပြီးတော့မှဒီလူကဒီဟာမျိုးလောက်ပါလို့ကျမတို့တွေကဘယ်သူမှအဲ့လိုတိုက်တွန်းတာမရှိဘူးလေးလာဖို့ပဲအရင်ဆုံးပြောကြရတယ်လीနော်ဒါကလည်းတကယ်ကိုကောင်းမွန်တယ်လीနော်ကောင်းမွန်ပြီးတော့ဒီလိုလေးလာခွင့်ပေးတဲ့အလုပ်ဆိုတာကတခြားဘယ်လုပ်ငန်းမှမရှိဘူးလीမနော်ဘာပဲဖြစ်ဖြစ်ဝန်ထမ်းတစ်ခုကိုသွားလုပ်တယ်ဆိုရင်တော့မှဒီလုပ်ငန်းကိုဝင်ပြီးတော့လေးလာကြည့်လိုက်အောင်လေးလာပြီးတော့မှလုံနိုင်နေဆိုမှဒီလုပ်ငန်းကိုလုပ်ဆိုတာဘယ်လုံးမှမရှိဘူးလေနော်ကိုကတခြားစီးပွားရေးဆိုင်ဖွင့်မယ်ဆိုလို့ရှိရင်တော့မှကိုကဒီဆိုင်ဖွင့်ဖို့အထည်ဆိုလဲအထည်ဆိုင်ဖွင့်ဖို့ရည်ရွယ်ထားတယ်ဆိုလို့ရှိရင်သူများအထည်ဆိုင်ဖွင့်တာဘယ်လိုလဲအဆိုင်အပြင်ဆင်ရဘယ်လိုလဲပစ္စည်းတွေကိုဘယ်လိုရောင်းချလဲဘယ်လိုပြောဆိုလဲဆိုတာဒါကိုယ်တိုင်ကိုကြလေ့လာရတာလေနော်လေ့လာပြီးဆိုင်ဖွင့်မယ်ဆိုပြီးတော့မှကိုအတွေးတွေနဲ့ရောဒီလိုလုပ်မငါတော့ဆိုဒီလိုလုပ်မယ်ဆိုလုပ်လိုက်တာအဆင်မပြေဘူးပေါ့နော်အဲ့တော့လိုက်ပြီးတော့အဲ့လိုမျိုးလုပ်ငန်းတွေဆိုလည်းလိုက်လေ့လာရတယ်အဲ့တော့ဒီလုပ်ငန်းကိုလည်းလေးလာခြင်းနဲ့ပဲစတင်ပါလို့လေးလာခွင့်ပေးထားတဲ့ဥစ္စာကိုအပြည့်အဝအသုံးချကြပါလို့လည်းကျွန်မပြောချင်ပါတယ်မာကြီးဟုတ်ပါတယ်နောက်တစ်ချက်ကတော့ဒီလုပ်ငန်းကိုပေါ့နော်ဘလို့လူတွေလောက်ကင်လို့ရလဲပေါ့နော်အဲ့လိုမျိုးတွေလာမိထားတာရှိပါတယ်မာအဲ့မေကုန်းအတွက်လည်းဖြည့်ပေးပါဘလို့လူတွေလောက်ကင်လို့ရလဲဆိုတော့လေပေါ့နော်တကယ်ကိုယ့်ရဲ့ပေါ့နော်ကိုယ့်ရဲ့တိုးတက်မှုကိုအမြဲတမ်းလိုချင်နေတဲ့သူပေါ့နော်တကယ်ကိုစူးစမ်းခြင်းတဲ့သူမိသူမဆိုပေါ့နော်လောက်ကင်လို့ရတယ်အသက်အရွယ်ကအဓိကမဟုတ်ဘူးအသက်အရွယ်ကကိန်းဂဏန်းတစ်ခုပဲပေါ့နော်ကျမတို့ငယ်သေးလို့ဆိုပြီးတော့လုပ်ငန်းအတွေ့အကြုံလို့မရှိလို့ဆိုပြီးတော့မလုံးလို့အဆင်မပြေတဲ့အလုပ်မျိုးလည်းမဟုတ်ဘူးဒီအလုပ်ကလုပ်ငန်းအတွေ့အကြုံမလို့ဘူးဘာဖြစ်လို့ဆိုတော့အမတို့ဒီမှာအကုန်လုံးက training တွေပေးထားတာဖြစ်တယ်ပေါ့နော်ဒါပေမဲ့ကိုယ့်ရဲ့ senior mentor တွေ coach တွေကနေလက်တွဲပြီးသင်ပေးသွားတာဖြစ်တယ်ပေါ့နောက်တစ်ခါအသက်ကြီးနေလို့ဆိုပြီးတော့လည်းစိတ်ပူစရာမရှိဘူးပေါ့နော်ကျမတို့ဘေးအသက်အရွယ်ရမဆိုစပြီးတော့လုပ်လို့ရတဲ့ဘယ်လိုပဲဖြစ်ဖြစ်လုပ်လို့ရတယ်ပေါ့နော်ဟိုလက်တွဲသင်ပေးမယ်ခုနပြောတဲ့ mentor တွေ coach တွေလည်းရှိတယ်ပေါ့နောက်ကအင်္ဂလိပ်စာတွေမကျွမ်းကျင်လို့နီးပညာတွေမတော်လို့ဆိုပြီးတော့လည်းအားငယ်စရာမရှိဘူးပေါ့နော်ခုနပြောသလိုလက်တွဲသင်ပေးသွားမယ့်သူတွေရှိတယ်ပြီးတော့ကိုယ့်ရဲ့ mentor တွေ coach တွေအကုန်လုံးလည်းမြန်မာလူတွေဖြစ်တယ်ပေါ့နော်ဒီစီးပွားရေးကဟုတ်တယ်ဒီတစ်ကမ္ဘာလုံးကလုပ်တဲ့ global business တော့ဖြစ်တယ်ဒါပေမဲ့ကျမတို့နဲ့လက်တွဲပြီးတော့လုပ်ရမယ့်လူတွေအကုန်လုံးကကိုယ့်နဲ့နီးစပ်တာကမြန်မာတွေဖြစ်တဲ့အတွက်ပေါ့နော်စိုးရိမ်စရာမရှိဘူးပေါ့ကျောင်းသူကျောင်းသားတွေလည်းလုပ်လို့ရတယ်လူကြီးလူငယ်မျိုးအမျိုးသမီးအမျိုးသားအိမ်အောင်ရှိတဲ့သူရောအိမ်အောင်မရှိတဲ့လူအကုန်လုံးပေါ့နော်လုပ်လို့ရတဲ့အလုပ်ဖြစ်တယ်အဓိကကတော့ကိုကစူးစမ်းခြင်းစိတ်ရှိမယ်ကိုဘွားကိုပေါ်ဆဆမနေပဲနဲ့ပေါ့နော်တခုခုကိုတိုးတက်မှုလိုချင်နေတဲ့သူအမြဲတမ်းကိုကပေါ့နော်မြင့်တင်ခြင်းတဲ့သူတိုင်းပေါ့နော်လုပ်လို့ရတဲ့အလုပ်ဖြစ်တယ်ဆိုတာကိုပြောချင်ပါတယ်ဟုတ်ကဲ့ပါဒီလုပ်ငန်းဆိုလို့ရှိရင်သူက global business ဆိုတဲ့အတိုင်းပေါ့နော်ကျမတို့နိုင်ငံပေါင်းစုံကဘယ်နေရာမှာပဲနေဘလို့လူမျိုးဘာသာလည်းမခွဲခြားဘူးအသက်အရွယ်တော့18နှစ်ပြည့်ပြီးတဲ့လူဘယ်သူမှဆိုဝင်ရောက်လောက်ကင်လို့ရတာပဲဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါကယ်၍ဒီလုပ်ငန်းကိုစိတ်ဝင်စားပြီးတော့စတင်မယ်ဆိုလို့ရှိရင်ဘယ်လိုကနေစတင်ရမလဲဆိုတာလေးဝေမျှပေးပါအောင်
ဒီလုပ်ငန်းလေးကိုစိတ်ဝင်စားလို့စတင်ခြင်းနဲ့ဆိုရင်เนาะအရင်ဦးဆုံးကိုယ်မှာ email ရှိရမှာဖြစ်တယ်ပေါ့เนาะကိုယ့်ရဲ့နာမည်နဲ့ email နဲ့သက်ဆိုင်ရာ website တစ်ခုခုမှာပေါ့เนาะဝင်ပြီးတော့ register လုပ်မယ် register လုပ်ပြီးပြီဆိုလို့ရှိရင်တော့အမှ90 minute webinar လေးရှိတယ်ပေါ့เนาะအဲ့ဒါလေးကိုအရင်လေ့လာပြီးပြီဆိုလို့ရှိရင်ကျမတို့ကို register လုပ်ထားကြောင်းလာပြောတယ်ဆိုရင်ကျမတို့ကလည်းကိုယ့်ရဲ့ system ထဲမှာစစ်ကြည့်တယ်ဒီ email က register လုပ်ထားတာသိကြလားသိကြတယ်ဆိုတာနဲ့ကျမတို့ကမြန်မာလိုဘာသာပြန်ထားတဲ့ webinar လေးကိုအရင်ပို့ပေးတယ်ပေါ့เนาะအဲ့မှာကြတော့လုပ်ငန်းနဲ့ပတ်သက်တဲ့အသေးစိတ်တော့မဟုတ်သေးဘူးသူကလုပ်ငန်းနဲ့ပတ်သက်ပြီးတော့ဘယ်လိုပြောမလဲဒီမိတ်ဆက်သဘောမျိုးပဲရှိသေးတာဖြစ်တဲ့အတွက်အသေးစိတ်လေ့လာဖို့ဆိုရင်တော့$149ကိုဒီဗီဇာကတ်နဲ့ပေါ့နော်သွင်းပြီးတော့လေ့လာမှာဖြစ်တယ်အဲ့တော့$149သွင်းဖို့အတွက်ဗီဇာကတ်လိုချင်တယ်ဆိုရင်တော့ကျမတို့မြန်မာနိုင်ငံမှာဆိုရင် UAB ဘဏ်တို့ ARV ဘဏ်တို့ CB ဘဏ်တို့မှာသွားပြီးတော့ရှောက်လို့ရပါတယ်ရှောက်ပြီးလို့ရှိရင်ဒီဗီဇာကတ်ထဲကိုထည့်ရတာလည်းမြန်မာကျပ်ငွေပဲထည့်ရတာဖြစ်တယ်ပေါ့နော်ဒီမြန်မာကျပ်ငွေထည့်ပြီးတော့မှ$149နဲ့ညီမျှတဲ့မြန်မာကျပ်ငွေကိုသူတို့ဖြတ်သွားတာဖြစ်တယ်ပေါ့နော်ကုမ္ပဏီဘက်က$149ကိုဖြတ်သွားတာဖြစ်တယ်အဲ့လို$149သွင်းလိုက်တဲ့အချိန်ကျရင်ကျမတို့ဒီလိုကုမ္ပဏီနဲ့ပတ်သက်တဲ့အသေးစိတ်အချက်လက်တွေအကုန်လုံးအဲ့မှာသိရပြီကျမတို့နဲ့လက်တွဲလုပ်တဲ့ကုမ္ပဏီဆိုလို့ရှိရင်နှစ်ပေါင်းဘယ်လောက်ကြာပြီလဲ ISO လက်မှတ်တွေကဘာတွေရထားတာလဲနောက်တစ်ခါကျတော့ရင်းနှီးမြှုပ်နှံငွေကဘယ်လောက်ထိသူတို့ဘယ်လောက်နဲ့ရင်းနှီးမြှုပ်နှံထားတာလဲတက်တန်းဘယ်လောက်ကြာပြီလဲယာဒူးတွေကကျမတို့နဲ့လက်တွဲလုပ်တဲ့ခါကျမတို့ကိုယာဒူးတွေဘယ်လိုသတ်မှတ်ပေးထားတာလဲကော်မရှင်တွေဘယ်လိုတွက်ချက်တာလဲနောက်ကခုနပြောတဲ့ပင်စင်ပေါ့နော်ပင်စင်ကတော့ဘေးယာဒူးရောက်ချင်ရတာလဲနောက်ရင်းနှီးမြှုပ်နှံငွေပေါ့ကျမတို့ဒီလုပ်ငန်းဆိုစီးပွားရေးလုပ်ငန်းဖြစ်တဲ့အတွက်ဘေးစီးပွားရေးလုပ်ငန်းမှာမဆိုရင်းနှီးမြှုပ်နှံငွေဆိုတာရှိတယ်အဲ့တော့အဲ့ဒီရင်းနှီးမြှုပ်နှံငွေကကိုဘေးတိုင်းတာနေစရင်ကိုအတွက်အဆင်ပြေမှာလဲဆိုတာတွေအကုန်လုံးလေ့လာလို့ရတယ်အဲ့ဒီဟာကျတော့အင်္ဂလိပ်လိုရောမြန်မာလိုရောနှစ်ဘာသာစလုံးနဲ့ကိုစိတ်ကြိုက်လေ့လာခွင့်ရှိတယ်ရက်30အချိန်ပေးထားတယ်ဒီရက်30အတွင်းမှာပေါ့နော်ကိုကလေ့လာမယ်အပြန်ပြန်လှန်လှန်လေ့လာပြီးကိုနဲ့ကိုက်ညီမှုရှိတယ်ဆိုမှသာcoaching call appointment ယူပြီး coaching call ခေါ်ပြီးဆက်လုပ်မယ်အဲ့ဒါဆိုရင်တော့ကျမတို့ကဒီ$149ကပြန်ထုတ်လို့မရတော့ဘူးတစ်သက်စာလုံးအတွက် training ကြီးဖြစ်သွားတယ်coaching ကြီးဖြစ်သွားတယ်အပတ်စဉ်လစဉ်တိုင်းသူတို့ဒီသင်တန်းပေးတာတွေကိုပေါ့နော်တစ်သက်လုံးစာအတွက်ရသွားတာဖြစ်တယ်ပေါ့နော်နောက်တစ်နှစ်စဉ်ကြီးလစဉ်ကြီးတွေလည်းထပ်ပေးစရာမလိုတော့ဘူးဒါတစ်ပိုင်းပေါ့နော်တကယ်လည်းကိုနဲ့ကလို့လေးလာပြီးလို့မှကိုကမကြိုက်ဘူးဒီစီးပွားရေးကိုနဲ့ကိုက်ညီမှုမရှိဘူးလေးလာပြီးတော့မှာပေါ့နော်ဆိုလို့ရှိရင်ပြန်ထွက်သွားလို့ရတယ်ပြန်ထွက်သွားရင်လည်းကိုသွင်းခဲ့တဲ့$149ကုမ္ပဏီဘက်ကလည်း$149ကိုချက်ချင်းပြန်ပြီးတော့ပေါ့ဒီဘက်ကကျမတို့ email ပို့လိုက်တာနဲ့ကိုဘက်ကနေပြီးနိုင်ပိုင်းတွေချက်ချင်းပြန်ပြီး refund ပေးတယ်ပေါ့နော်ဒါပေမဲ့ဒီဘက်ကမြန်မာဒီ bank process တွေအရသာနည်းနည်းတစ်ဖက်လောက်ကြာရင်ကြာသွားမယ်ပေါ့နော်ကုမ္ပဏီဘက်ကတော့ချက်ချင်းပြန်ပြီးတော့ refund လုပ်ပေးတာဖြစ်တယ်ပေါ့နော်အဲ့တော့ visa ကလိုအပ်ပါတယ်ဒုတိယအဆင့်လေးလာဖို့အတွက်ဆိုရင်ပေါ့နော်နောက်တစ်ခါကျတော့ဒီကိုကရှေ့ဆက်သွားမယ်ဆိုလို့ရှိရင်ဒီကိုကဒီစီးပွားရေးလုပ်တော့မယ်ဆိုရင်ကိုယ့်ရဲ့ဒီ commission တွေပြန်လက်ခံဖို့အတွက်ဗန်စာအုပ်လိုအပ်တယ်နောက်တစ်ခါကျတော့ဒီ ID ကတ်တစ်ခုခုလိုအပ်တယ်ပေါ့နော်ဥပမာကိုယ်မှာ passport ရှိတယ်ဆိုလဲ passport လိုအပ်တယ် passport နိုင်ငံကူးလက်မှတ်ကိုပြောတာပေါ့နော်အဲ့ဒါလေးလိုအပ်တယ်ဒါမှမဟုတ်ရင်လည်းအဲ့လိုနိုင်ငံကူးလက်မှတ်မရှိဘူးဆိုရင်လည်းမြန်မာနိုင်ငံသားမှတ်ပုံတင်ကိုပဲ notary ပြန်လိုက်လို့ရတယ်ပေါ့နော်ဆိုတော့အဲ့ဒါလေးလိုအပ်ပါတယ်တခြားတော့တိတ်ပြီးတော့ true လိုအပ်တာတော့မရှိဘူးကျန်တဲ့ဒီကိုယ့်ရဲ့ပညာအရေးချင်းနဲ့ပတ်သက်လို့လက်မှတ်တွေတင်ပြရမှာတွေလုပ်ငန်းအတွေ့အကြုံတွေတင်ပြရမှာတွေအဲ့ဒါတွေလည်းဘာမှမရှိပါဘူးပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့ဒီလိုစတင်မယ်ဆိုတော့အမပြောသွားတယ်လို့ပါပဲပထမအဆုံးစင်းကတော့ကျမတို့ရဲ့ website တွေကိုစီရှိကြပါတယ်ကိုပိုင် website နဲ့လုပ်ရတယ်ကိုပိုင်စီးပွားရေးဆိုတော့လေဒီ website တွေမှာအမဆိုလည်းအမရဲ့ website www.khayamon.com ကျမစီကိုဆိုလို့ရှိရင်လည်း www.nanwathong.com မှာဝင်ပြီးတော့မှမိတ်ဆွေတို့ရဲ့နာမည်ရဲ့ Gmail လေးရဲ့နဲ့ဝင်ပြီးတော့မှ register လုပ်ပြီးတော့လေ့လာရတဲ့အဆင့်ကတော့အခမဲ့ပါရှင်အဲ့မှာတော့ကျမတို့တစ်ပတ်ကိုတစ်ခါပေါ့နော် live webinar လေးတွေရှိပါတယ်မိနစ်60လောက်ရှယ်ဗီဒီယိုလေးတွေပေါ့နော်အဲ့ဒါလေးတွေကြည့်ပြီးတော့အရင်လေ့လာရပါတယ်အဲ့ဒါကိုမှဆက်ပြီးလေ့လာခြင်းနဲ့ဆိုလို့ရှိရင်တော့ဒီမပြောသလို$149သွင်းပြီးတော့ဆက်လေ့လာရတာပေါ့နော်အဲ့မှာကျမကိုမေးကြတာကြတော့ဘာဖြစ်လို့ဒေါ်လာနဲ့သွင်းရတာလဲပေါ့နော်ဆိုတော့ဘာဖြစ်လို့လဲဆိုတာလေးကျမတခုပြောချင်ပါတယ်ကျမတို့ကglobal business ဖြစ်တဲ့ခါကျတော့ကမ္ဘာတဝန်းလောက်ကင်တဲ့လုပ်ငန်းဖြစ်တဲ့အတွက်ကြောင့်မလို့ဒီကမ္ဘာသုံးငွေပေါ့နော်ဒေါ်လာနဲ့သွင်းရတာဖြစ်ပါတယ်ဒီဥစ္စာကလည်းကျမတို့ပေးရတာမဟုတ်ပါဘူး system ကိုဓာတ်ရိုက်သွင်းရတာဖြစ်ပါတယ်ရှင်အဲ့ဒါလေးကျမဒီပြောချင်ပါတယ်ဟုတ်ပြီးတော့ဒီ140ကိုသွင်းပြီးလေ့လာတာလည်းအမကြီးနော်အရန်ကိုတန်ပါတယ်ကျမတို့ဆိုလို့ရှိရင်ပညာအသစ်တွေကလေသင်ယူလို့တောင်မှကျမတို့တွေမှာမကုံဆုံးနိုင်ဒီတခုလေ့လာပြီးသင်ယူနေတာကိုလေကိုကမကျွမ်းကျင်သေးအကုန်လုံးတောင်မလေ့လာသေးဘူးနောက်တစ်မျိုးအသစ်ကဝေမျှနေတယ်ဆိုတော့လေဒီလောက်ကိုပညာရင်းကြီးပေါ့နော်ပညာရင်းကြီးကိုရလိုက်တယ်လို့ပါပဲအတွေ့အကြုံတွေလည်းအများကြီးရတယ်ပြီးတော့သူများတွေအောင်မြင်နေတဲ့ဟာတွေကိုလည်းကြည့်ခွင့်ရတယ်သိခွင့်ရတယ်ပေါ့နော်အဲ့လိုမျိုးဆိုတော့ဒါအရန်ကိုရင်းနှီးထိုက်တယ်ပေါ့နော်အဲ့လိုမျိုးကျွန်မပြောချင်ပါတယ်အကယ်၍ကိုကဒီ149သွင်းပြီးတော့လေးလာပြီးတော့မှအစင်မပြေဘူးဆိုလည်းပြန်ပြီးတော့မှအပြစ်ပြန်ရတယ်ဆိုတာဒါမှလည်းတဲ့အခွင့်အရေးမဟုတ်ဘူးလေနော်တလားကြီးများတော့မှအချိန်
အေးထားသေးတယ်ဆိုတော့လေးလာခွင့်လည်းရတယ်လေးလာပြီးတော့မှကိုယ့်ဟာနဲ့ကိုယ်သုံးသက်ပြီးတော့မှကိုလုံးနိုင်မလားမလုံးနိုင်ဘူးလားကိုလည်းဆုံးဖြတ်ပြီးတော့လုံးတင်လားမလုံးတင်ဘူးလားဆိုတာကိုဆုံးဖြတ်ချက်ချပြီးလို့ရှိရင်ကိုလုံးမယ်ဆိုရင်ဆက်လုံးမလုံးဘူးဆိုရင်ပြန်ပြီးတော့မှရတဲ့အတွက်ကြောင့်ဒါအရန်ကောင်းပါတယ်မာကြီးဟုတ်ကဲ့ဒီလုပ်ငန်းကိုလုပ်ပြီးတော့အောင်မြင်မှုရနေတဲ့အမရဲ့အတွေ့အကြုံလေးတွေပဲဝေမျှပေးပါဦးပြီးတော့ဒီအခုမှစိတ်ဝင်စားပြီးတော့စတင်ခြင်းတဲ့လူတွေကိုလည်းအမကြီးအားပေးစကားလေးပြောကြားပေးပါအောင်ရှင်ဟုတ်ပြီအမကဒီလုပ်ငန်းကိုလုပ်ကြပြီးအောင်မြင်မှုရနေပြီဆိုတော့အဆုံးထိအောင်မြင်မှုတော့မဟုတ်သေးဘူးပေါ့နော်အခုမှအောင်မြင်မှုရဲ့အစပေါ့နော်အောင်မြင်မှုရဲ့အစကိုရနေပြီအမစလို့တော့ကလည်းဒီအများကြီးစဉ်းစားခဲ့တယ်ပေါ့နော်ဒီ3လလောက်စဉ်းစားခဲ့တယ်အမဆိုလို့ရှင်လည်းဒါက background တစ်ခုကနေလာရတယ်အမတို့ engineering job တွေလုပ်တယ်ကိုလုပ်ခဲ့တဲ့နယ်ပယ်မှာကိုကနာမည်လည်းရခဲ့တယ်နာမည်ပြလည်းမရှိခဲ့ဘူးပေါ့နော်အဲ့လိုဆိုတော့ကိုကဒီအလုပ်ကိုလုပ်မှကိုကမှားရင်းသွားပြီးတော့အလင်ခံရပြီးတော့သူများတွေပြောနေကြစကားလို့ပေါ့နော်အလင်ခံရပြီးတော့ကိုကအဆက်ကွဲသွားတာမျိုးလဲလုံးဝအဖြစ်မခံနိုင်ဘူးပေါ့နော်ဘာလို့လဲဆိုတော့ကျမတို့လုပ်ခဲ့တဲ့အလုပ်တိုင်းကအကုန်လုံးကအောင်မြင်တယ်ဒီအလုပ်လုပ်တော့မှသူများအလင်ခံရတယ်ဆိုလဲတိတ်ခါကြတယ်ပေါ့နော်ကိုကုံသွားတဲ့ပတ်စံကအကြောင်းမဟုတ်ဘူးတိတ်ခါပေါ့နော်အဲ့တိတ်ခါကိုလုံးဝအကြမခံနိုင်အဲ့ကြောင့်ကျမအများကြီးစဉ်းစားတယ်စဉ်းစားပြီးတဲ့အခါကျတော့လေ့လာတယ်အော်ဟုတ်ပြီဒီဥစ္စာကကျမတို့တိတ်ခါချနိုင်တဲ့အလုပ်မဟုတ်ဘူးတကယ်ကိုမှဒီနိုင်ငံတကာနဲ့ပေါ့နော်လုပ်နေတဲ့အလုပ်ဖြစ်တယ်တကယ် global business ဖြစ်တယ်ဆိုတော့ကျွန်မလက်ခံတယ်နောက်ဒီ digital စနစ်လုပ်တဲ့စီးပွားရေးတွေကရောဘယ်လိုမျိုးလဲဆိုတော့ငကိုတော့ကတော့ဟုတ်တယ်ကျွန်မအမှုမဲ့အမှန်မဲ့နေခဲ့တယ်ပေါ့နော်ဒါပေမဲ့အဲ့ဒီအချိန်ကျမှဒီ digital စနစ်လုပ်တဲ့စီးပွားရေးတွေဘယ်လိုလုပ်ငန်းမျိုးတွေလဲဆိုတော့ကျွန်မသေချာ research လုပ်တဲ့အခါမှာသေချာကိုယ့်အကူဝင်သိလာတယ်ပေါ့နော်အော်ဟုတ်တယ်ဒါဆိုရင်အခုနီးပညာဒီထွန်းကားလာတဲ့အချိန်မှာဒီလိုစနစ်မပါတဲ့စီးပွားရေးတွေကမအောင်မြင်နိုင်ဘူးဒီလိုစနစ်ပါတဲ့စီးပွားရေးတွေကတော့အောင်မြင်မှုလွယ်ကူတယ်ဆိုတာကိုကျွန်မလက်ခံလာတဲ့အတွက်ဒီဥစ္စာကိုကျွန်မစပြီးတော့လေ့လာတယ်ပြီးတော့မှ action ယူပြီးလုပ်တယ်ပေါ့နော်စိတ်ချယုံကြည်စွာနဲ့ပဲလုပ်တဲ့အချိန်မှာပတ်ဝန်းကျင်ရတယ်လာပြောတာတွေအများကြီးရှိတယ်ပေါ့နော်ပြောမှဆိုရင်ကိုယ့်ရဲ့အရင်းချတွေကလည်းပြောတာရှိတယ်နေမလုံးနဲ့တော့အဲ့ဒါအလိမ်ညာတွေဆိုတော့ဟုတ်တယ်ကျမတို့မြန်မာနိုင်ငံမှာလည်းအလိမ်ညာတွေမရှိဘူးရှိခဲ့ဘူးလေရှိနေသေးပဲလည်းရှိတယ်ဆိုတော့ဒီလိုအများကြီးကြားထဲမှာကျမရဲ့အသက်အရွယ်နဲ့ကျမရဲ့လုပ်ငန်းအတွေ့အကြုံတွေနဲ့ဒီလိုမျိုးကိုကမရွေးချက်တဲ့ခဲ့တဲ့သူလည်းမဟုတ်ဘူးကျမရွေးချယ်တတ်တယ်ပေါ့နော်ဆိုတော့သူများပြောတဲ့စကားဟုတ်ကဲ့သူတို့စေတနာနဲ့ပြောတာကိုနားထောင်တယ်တစ်ဖက်ကနားထောင်တာဒါပေမဲ့တစ်ဖက်ကကိုလုံးဆရာရှိတာကိုလုပ်တယ်ပေါ့နော်ဆိုတော့ကျမဒီနေ့ဒီလိုမျိုးပေါ့နော်ဒီနေရာတစ်ခုလေးကိုရလာခဲ့ပြီယာတုတစ်ခုကိုရလာခဲ့ပြီပေါ့နော်ဆိုတော့ကိုလုပ်ခဲ့တဲ့အလုပ်ပေါ်မှာလည်းကိုကျင့်တတ်တယ်ကိုလည်းလေးပြလုံးတယ်ဟိုဘယ်လိုပြောမလဲကိုလုပ်တဲ့အလုပ်မှန်ကန်တယ်ဆိုတာကိုအစတွေကလည်းမှန်ကန်တယ်ဆိုတဲ့ဆုံးဖြတ်ချက်နဲ့လုပ်ခဲ့လို့အခုချိန်လည်းမှားတယ်လို့တခါမှမတွေးခဲ့ဘူးပေါ့နော်မှန်တယ်ပေါ့ဒီပါအခုဆိုရှင်ကျမကဒီအောင်မြင်မှုတစ်ခုကိုပေါ့နော်ဒီအစလေးကိုပေါ့နော်နင်းပြီးနေပြီဆိုတော့80အောင်မြင်မှုပဲရှိတယ်နောက်တစ်ခါဒီပတ်ဝန်းကျင်မှာကျမအလုံးလုံးရတဲ့အချိန်မှာပေါ့နော်တယောက်နဲ့တယောက်ပေါ့နော်တိုက်ခိုက်ပြီးတော့မှရလာတဲ့ယာတုမျိုးလည်းမဟုတ်ဘူးပေါ့နော်တယောက်ကိုတယောက်နင်းတက်ပြီးတော့မှရလာတဲ့ယာတုမျိုးလည်းမဟုတ်ဘူးပေါ့နော်သူများကကိုယ့်ကိုပျော်ရွှင်ကိုယ့်ကိုလည်းသူများမေတ္တာပေးတယ် congratulation သူများတွေကကိုယ့်ရဲ့အောင်မြင်မှုပေါ်မှာလည်းဝမ်းသာပေးတယ်အဲ့လိုပဲကိုကလည်းသူများရဲ့အောင်မြင်မှုတွေရှိလိုက်ဆိုကိုကလည်းဝမ်းသာပေးတယ်အဲ့တော့တနေ့ကျမတို့ရဲ့အလုပ်ထဲမှာသူ့အပေါ်မှာကိုကဝမ်းသာလိုက်ကိုယ့်အပေါ်မှာသူများဝမ်းသာလိုက်နဲ့ဒီလိုမျိုးတွေနဲ့နေရတော့ဘာဖြစ်ဖြစ်စိတ်ကလည်းကြီးလာတယ်ပေါ့နော်ပြောမှဆိုရင်ဟိုတယောက်ကပေါ့သူများကိုဆဲဆိုနေတယ်မဟုတ်သူများကိုအောင်မြင်မှုပေါ်မှာမနာလို့ဖြစ်နေတယ်ဆိုကိုကမသိရင်တောင်မှအဲ့ဒီရဲ့မေတ္တာဓာတ်တွေကကိုအတွက်စိတ်ကိုညှိုးနှွမ်းစေတယ်လေဒါပေမဲ့ကိုမသိရင်တော့ကိုအကုန်လုံးကမေတ္တာပို့တယ်ဟိုဘောနော်အောင်မြင်လာချီးကျူးတယ်ဂုဏ်ယူတယ်ဒီလိုမျိုးတွေနဲ့ဆိုတော့ကျမတို့လည်းနေ့တိုင်းမေတ္တာကောင်းတဲ့မေတ္တာကိုလည်းခံယူရတယ်လို့ကိုကလည်းသူများပေါ်မှာကောင်းတဲ့မေတ္တာတွေပေးရတာဖြစ်တယ်ပေါ့နော်ဘာပဲဖြစ်အေဂျင့်နဲ့ဒီ business ကိုကျွန်မလုပ်ကြရတဲ့အချိန်မှာပူပင်တော့ကမရှိဘူးအလင်းစလိုတွေပေါ့နော်ကိုမဟဲ့မမီမကန်းဖြစ်ပါလားအခုမှမိုးရွာရင်လည်းရွာပြန်ပြီဒီမိုးရွာရင်တော့ငါတော့ဘလို့ဖြစ်မှာလဲဒီလိုမျိုးတွေပေါ့နော်စိတ်ပူပန်ကြမရှိဘူးကိုယ့်ရဲ့ဝန်ထမ်းတွေအပေါ်မှာလည်းကိုကစိတ်ပူရတာမျိုးလည်းမရှိခဲ့ပဲနဲ့ကိုကပဲအေးချမ်းချမ်းလေးလုပ်ရှင်နေဒီ Facebook ပေါ်မှာကျွန်မကိုကြော်ညာလေးတွေတင်ရင်အခုလိုမျိုးလေးကြော်ဒီလို interview လေးတွေလုပ်ရင်ကိုယ့်ရဲ့သားသမီးတွေရဲ့ပညာရေးနဲ့ပတ်သက်လို့ပဲဖြစ်ဖြစ်သူတို့ရဲ့အားကစားပဲဖြစ်ဖြစ်ပေါ့နော်ဒီလိုမျိုးလေးတွေကိုကိုကပံ့ပိုးပေးနေမယ်ဖြစ်ပေါ့နော်ဒီမှာဒီနေ့ဒီလိုမျိုးပုံမှန်လေးပဲလာခဲ့လာကြဒီလိုလေးဖြစ်လာတယ်ပေါ့နော်ဆိုတော့အားလုံးကိုလည်းကျမတို့ကဒီလိုမျိုးကောင်းတဲ့ business လေးတစ်ခုကိုအကုန်လုံးကိုပေါ့နော်ကျမတို့လိုမိခင်တွေပဲဖြစ်ဖြစ်ဒီအိမ်တော်တစ်ခုဦးစီးနေရတဲ့အမျိုးသားတွေပဲဖြစ်ဖြစ်ပေါ့နော်ဒီပြင်ဆင်သွားနေတဲ့အသက်ကြီးတဲ့သူတွေပေါ့နော်နည်းနည်းအထီးမကြံရအောင်ပေါ့နော်ဒီလိုမျိုးကျမတို့လို community တစ်ခုလေးနဲ့လာပြီးအလုပ်လုပ်တယ်ဆိုလို့ရှိရင်လည်းတယောက်ပေါ့နော်ဒီစကားလေးတွေပြောရင်းနဲ့ပဲဖြစ်ဖြစ်ပေါ့နော်လုပ်လို့ရတယ်အကုန်လုံးအေးအေးချမ်းချမ်းလုပ်လို့ရတယ်
ပေါ့နော်အရန်ကောင်းတဲ့စီးပွားရေးလုပ်ငန်းဖြစ်တယ်ဆိုတော့ဒီလိုမျိုးပေါ့နော်ဒီစီးပွားရေးကိုလုပ်တဲ့အချိန်မှာပေါ့ကျမတို့ရဲ့စိတ်နေသဘောထားတွေကအစပေါ့နော်ဟိုဘယ်လိုပြောမလဲနူးညံ့လာတယ်ငကိုတော့ဆိုရင်စိတ်တိုးတယ်ဒေါသထွက်တယ်မရှိမို့ရှိခဲ့ပါတယ်ကျမတို့လည်းရှိခဲ့တယ်ဒါပေမဲ့ဒီစီးပွားရေးလုပ်လိုက်တဲ့အချိန်မှာကိုနေလိုက်ရတဲ့ပတ်ဝန်းကျင်ကအေဂျင့်တာဖြစ်တဲ့အတွက်ကိုပါအေဂျင့်သွားတဲ့သဘောမျိုးပဲပေါ့နော်ဥပမာကျမတို့ဟိုပြောမယ်ဆိုရင်ဖုံးချောင်းတွေကိုရောက်သွားတယ်လို့တရားရိပ်တာတွေကိုရောက်သွားတော့လူတွေကအပြင်မှာပဲဘလောက်ပြီးစိတ်ဆိုးပြီးဒေါသပြီးဥပမာပူညံပလောလိုက်တဲ့ပတ်ဝန်းကျင်ကနေပြီးတော့ပဲလာလောလောဆိုတော့တရားစခန်းနဲ့ရောက်လာတယ်15မိနစ်ကို15မိနစ်တော့လည်းလောလောဆိုတော့ငြိမ်သွားတာပဲလေဟုတ်တယ်မလားအေဂျင့်နဲ့အရာကိုခံစားလိုက်ရတယ်ပေါ့နော်အဲ့လိုမျိုးလေးပါပဲကျမတို့ရဲ့ပတ်ဝန်းကျင်လေးကဒီတိုင်းပဲအပြင်မှာဘလောက်ပဲစိတ်ညစ်စရာတွေပူပင်စရာတွေရှိနေနေကျမတို့ဒီ community ရောက်လာတဲ့အခါကျတော့အေဂျင့်မှုဆိုတဲ့အရာလေးကိုတော့ခံစားရတာအမှန်ပဲပေါ့နော်ဟုတ်ကဲ့လေးပြောပါတယ်ဟုတ်ကဲ့ပါဟုတ်ကဒီလုပ်ငန်းကိုလုပ်ပြီးတော့မှကျမတို့ဆိုလို့ရှိရင်မိတ်ဆွေတွေလည်းအများကြီးရလာတယ်လीเนาะပြီးတော့ဒီနေ့ကူညီဖေးမတဲ့ပတ်ဝန်းကျင်ထဲမှာအလုပ်လုပ်ရတဲ့အတွက်ကြောင့်မလို့အလုပ်လုပ်ရတာလည်းပျော်တယ်မရဲ့ဟိုတခြားလုပ်ငန်းလုပ်တယ်ဆိုလို့ရှိရင်စိတ်ပီစီးမှုရောလူရဲ့ပင်ပန်းမှုတန်ရောလीเนาะဒါတွေခံစားရမှာအမှန်ပဲလीဒီမှာကျတော့အိမ်မှာပဲတက်တာလုပ်ရတယ်အချိန်လည်းတတ်မှတ်မထားဘူးဆိုတော့အရန်ဟို flexible ဖြစ်တဲ့အလုပ်ပေါ့နော်အဲ့ဒီခါကျတော့ပြီးတော့ဒီလုပ်ငန်းရဲ့ဟိုကြီးမားတဲ့အခွင့်အရေးကျမအရန်ကြိုက်တာကကလေးတွေကိုကိုအသက်16နှစ်ပြည့်ပြီးကိုယ့်ရဲ့သားသမီးကိုအမွေဖြစ်ပြန်ပြီးတော့တွဲပြောင်းပေးနိုင်တယ်ဆိုတဲ့အချက်ဒီအဲ့ဒါကျတော့ကျမအရန်ကြိုက်တယ်ဘာလို့လဲဆိုတော့ကိုယ့်ရဲ့သားသမီးတွေကိုလေဟိုဘယ်သူမှဆိုဟိုဟာသူတို့ကောင်းတာလေးတွေပဲခြံထားခဲ့ချင်တာဒီเนาะအဲ့တော့ပညာရေးအမွေဆိုတာလည်းတတ်နိုင်တဲ့လောက်ကိုပေးတယ်ဒီလိုပေးဖို့အတွက်လက်ရှိမှာလည်းဝင်ငွေလေးတွေရတယ်သူတို့ဖြည့်ဆည်းပေးနိုင်တဲ့အပြင်ကျမတို့တွေအသက်ကြီးသွားတဲ့အခါသူတို့တွေအသက်16နှစ်ပြည့်လာတဲ့အခါဒီလုပ်ငန်းကိုသူတို့ပြန်လွှဲပေးနိုင်တယ်ဆိုတော့လေဒါအရန်ကောင်းမွန်တယ်ပေါ့နော်အဲ့ဒီခါကျတော့ကိုယ့်ရဲ့မိသားစုနောင်ရေးကိုလည်းစိတ်အေးရတယ်အခုလက်ရှိမှာလည်းပျော်ရွှင်တဲ့ဘဝပေါ့နော်တတအလုပ်လုပ်ရင်းနဲ့မိသားစုရဲ့လိုအပ်ချက်တွေဖြည့်ဆည်းနိုင်တဲ့စီးပွားရေးတစ်ခုဆိုတော့လေကျမမိတ်ဆွေတွေကိုစိတ်ဝင်စားနေတဲ့မိတ်ဆွေတွေကိုလက်လွတ်မခံစေချင်ပါဘူးအဲ့တော့ဒီလုပ်ငန်းလေးကိုလေးလာခြင်းနဲ့ပဲအစားပြုကြပါလို့ပြောချင်ပါတယ်ရှင်ဟုတ်မာကြီးပြောရည်လည်းများသွားပြီဆိုတော့မာကြီးဟိုဟာနှုတ်ဆက်ပေးပါအောင်ရှင်ဟုတ်ရက်လိုက်ကြအောင်ဟုတ်ဘောနော်နှုတ်ဆက်တယ်ဆိုတဲ့အားပေးစကားလေးလည်းပြောချင်တယ်ပေါ့နော်ဒီစီးပွားရေးကိုကလေးလာနေပြီတွေ့နေပြီဆိုလို့ရှိရင်ပေါ့နော်ဒီတိုင်းထိုင်ပြီးအမြဲတမ်းကြည့်မနေပါနဲ့ကျမတို့ရဲ့အောင်မြင်မှုတွေကိုပဲထိုင်ပြီးတော့ပေါ့နော်ကြည့်မနေပါနဲ့ကိုတိုင်လည်းအောင်မြင်မှုရအောင်လုပ်နိုင်တဲ့သူတယောက်ဖြစ်တယ်ပေါ့နော်ကျမတို့ပဲအောင်မြင်ကျမတို့ပဲအောင်မြင်တယ်ကိုကတော့အောင်မမြင်ဘူးသူများအောင်မြင်မှုကိုပဲလက်ခုပ်တီးပေးမယ်ဆိုတာမျိုးမဟုတ်ဘဲနဲ့ကိုတိုင်လည်းလက်ခုပ်တီးခံရတဲ့သူဖြစ်အောင်ပေါ့နော်စူးစမ်းစေခြင်းနဲ့လုပ်ကြည့်စေခြင်းနဲ့ပေါ့နော်ခုနကပြောသလိုကျမတို့ရဲ့ဒီစီးပွားရေးကလေးလာတဲ့အဆင့်မှာကိုယ့်အတွက်ဆုံးရှုံးမှုမရှိသေးဘူးပေါ့နော်ကျမတို့ခုနပြောသလိုအပြင်တင်တဲ့တစ်ခုတက်မယ်ဆိုရင်တော့မှဒီပတ်စံကပြန်ပြီးတော့အမ်းမှာမဟုတ်ဘူး refund policy ဆိုတာမရှိဘူးပေါ့နော်ကျမတို့ business မှာကျတော့မဟုတ်ဘူးလေးလာတဲ့အဆင့်မှာ refund policy ဆိုတာရှိတယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ပြန်ပေးမဲ့အတူတူပေါ့ဘာဖြစ်လို့အကုန်လုံးကိုချမပြတာလဲပေါ့အဲ့လိုပြောစရာရှိတယ်ပေါ့နော်ဆိုတော့ဘာဖြစ်လို့လဲဆိုလို့ရှိရင်ကျမတို့ဒီစီးပွားရေးမှာတချို့ကတကယ်လဲစိတ်ဝင်စားပဲနဲ့လိုက်ပြီးတော့ဟိုမေးတာပေါ့နော်မေးအဲ့လိုဆိုတော့မေးတဲ့အခါကျတော့ကျမတို့ကဒီလူတိုင်းကိုတယောက်ချင်းစီကိုပြောပြဖို့ကအရန်ခက်ခဲတယ်ပေါ့နော်ဘာဖြစ်လို့ကျမတို့ကကိုယ့်ရဲ့ဒီနေတစ်ခုတည်းနဲ့လောက်တာလည်းမဟုတ်ဘူးကိုယ့်ရဲ့တနိုင်ငံနဲ့လောက်တာလည်းမဟုတ်ဘူးပေါ့နော်တစ်ကမ္ဘာလုံးကလောက်တဲ့အလုပ်ဖြစ်တဲ့အတွက်တယောက်ချင်းစီကိုကျမတို့ကအသေးစိတ်ပေါ့နော်လိုက်ပြောပြဖို့စားမလွယ်ဘူးပေါ့နော်အဲ့တော့တကယ်စိတ်ဝင်စားတဲ့သူကဒီလိုမျိုးကိုယ့်အကိုလေ့လာဖို့အတွက်ကိုကျမတို့ဒီ$149နဲ့စစ်ထုတ်လိုက်တယ်လို့ကျမတို့ယုံကြည်တယ်ပေါ့နော်။ Okay ကိုတကယ်လေ့လာခြင်းနဲ့ဆိုရင်$149သွင်းပြီးလေ့လာအဲ့လိုလူတွေအတွက်ဆိုရှင်အကုန်လုံးလေ့လာခွင့်ရအောင်အကုန်လုံးပေးထားတာဖြစ်တယ်။ပြီးတော့လေ့လာပြီးတော့မှမကြိုက်ဘူးဆိုရင်ဒီပတ်စံဆုံးပြီဆိုတာမျိုးလည်းမဟုတ်ဘူးပေါ့နော်။အဲ့တော့ဒီ$149ကိုအဲ့တော့မှပြန်ပေးလိုက်တယ်ပေါ့နော်။ဒါကြောင့်မလို့တကယ်လေ့လာခြင်းတဲ့သူအတွက်ကိုခွင့်ရေးတည်းအနေနဲ့ကျမတို့ကဒီဥစ္စာကိုထားပေးထားတာဖြစ်တယ်ပေါ့နော်။နောက်တစ်ခါကျတော့ဒီစီးပွားရေးကိုကလေ့လာပြီးကြိုက်ပြီးကြိုက်လို့ဒီဟာကိုဆက်ပြီးတော့လက်တွဲပြီးလှုပ်ဆောင်တော့မယ်ဆိုလို့ရှိရင်လည်းလှုပ်ဆောင်မယ်နီးစနစ်တွေပေါ့နော်စနစ်ကလေးတွေရှိတယ်ကျွန်တော်တို့ဒီစီးပွားရေးလုပ်ငန်းကဘာနဲ့တူလဲဆိုလို့ရှိရင်ပေါ့နော်ဒီဗာလဲ franchise ပုံစံမျိုးနဲ့တူတယ်ဆိုတော့ဒီနီးစနစ်ကအကုန်အတူတူပဲကျမတို့မြန်မာနိုင်ငံလုပ်တဲ့လူတွေပဲဖြစ်ဖြစ် US ကလုပ်တဲ့လူတွေဖြစ်ဖြစ် Australia လုပ်တဲ့လူတွေပဲဖြစ်ဖြစ် Vietnam လုပ်တဲ့သူပဲဖြစ်ဖြစ်ဘေးနိုင်ငံကလုပ်တဲ့သူပဲဖြစ်ဖြစ်ဒီနီးစနစ်တွေအကုန်လုံးကအတူတူပဲဒီစနစ်အကုန်လုံးကိုအကုန်လုံးအတူတူပေးလိုက်တာဖြစ်တယ်ဒါပေမဲ့ကျန်တဲ့အပိုင်းကတော့ကိုယ့်ရဲ့စူးစမ်းအထောက်မှုကိုယ့်ရဲ့ idea အပေါ်မှာအများကြီးမူတည်တယ်ပေါ့နော်အဲ့တော့ company ဘက်ကတော့အကုန်လုံးကိုဒီနီးစနစ်အတိုင်းကိုအကုန်လုံးကိုပေးလိုက်တာကျမတို့ဒီ franchise စနစ်ဆိုတာဒီတိုင်းပဲကျမတို့ဒီဥပမာပေါ့ lottery ရပဲဖြစ်ဖြစ်ဟိုဘယ်လိုပြောမလဲဒီ franchise စနစ်နဲ့သွားတဲ့ဟာတွေအကုန်လုံးသူတို့ရဲ့နည်းပညာတွေသူတို့ရဲ့ product တွေအကုန်လုံးကိုပေးလိုက်တာဖြစ်တယ်ဒါပေမဲ့ကျမတို့ကတော့ကိုယ့်ရဲ့ကြော်ညာပေါ့နော်ကိုယ့်ရဲ့ idea ပေါ်မှာမူတည်ပြီးတော့ရောင်းချရတာဖြစ်တယ်ပေါ့အဲ့ဒါကြောင့်မလို့အဓိကကတော့ဒီ
franchise စနစ်နဲ့သွားတဲ့စီးပွားရေးလုပ်ငန်းမျိုးဖြစ်တယ်တချို့ကမှားတတ်ကြတယ်ဘာနဲ့မှားလဲ multi level marketing နဲ့မှားတတ်ကြတယ်ကျမတို့ဒီလုပ်ငန်းကလုံးဝ multi level marketing မဟုတ်ပါဘူး multi level marketing နဲ့ပုံစံလည်းလုံးဝမတူပါဘူးဒါကိုပေါ့မလေးလာပဲနဲ့အပြင်မှနေmulti level marketing ကြီးလား multi level ကြီးလား MML ကြီးလားဆိုပြီးတော့အဲ့လိုမျိုးပြောကြတဲ့သူတွေရှိသလိုတကယ်လေးလာပြီးတဲ့သူတယောက်အနေနဲ့ကတော့ဒီလိုပြောစရာအကြောင်းကိုလုံးဝမရှိဘူးတော့ဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့သိသွားတယ်ဒီစီးပွားရေးလုပ်ငန်းဘယ်လို level တည်တာလဲဘယ်လိုလဲဆိုတော့သိသွားတာဖြစ်တယ်တကယ်လေးလာပြီးတဲ့လူကတော့ဒီစကားကိုမပြောဘူးပေါ့နော်မလေးလာသေးတဲ့သူတွေပဲတန်တရားစိတ်နဲ့ပြောကြတာတွေရှိတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့စီးပွားရေးလုပ်ငန်းက multi level marketing လုံးဝမဟုတ်ပါဘူးဆိုတာကိုလည်းထပ်ဆင့်ပြီးတော့ပြောပြချင်ပါတယ်နောက်တစ်ခါကျတော့ကျွန်တော်တို့ဒီစီးပွားရေးလုပ်ငန်းက franchise ပုံစံနဲ့သွားတာဖြစ်တဲ့အတွက်နီးစနစ်တွေပုံစံတွေအကုန်လုံးအတူတူပဲကျမတို့လာမေးလဲဒီပုံစံပဲ US ကလူတွေသွားမေးလဲဒီပုံစံပဲကနေဒါလူသွားမေးလဲဒီပုံစံပဲဆိုတော့အကုန်လုံးကဘသူ့ကိုပဲသွားမယ်မေးဒီအဖြစ်တစ်ခုတည်းပဲဖြစ်နေတာဖြစ်တယ်တယောက်တစ်ပေါက်ဆိုတာမျိုးမရှိဘူးပေါ့နော်ဘာလို့ဆိုတော့ system နဲ့လုပ်တယ်လို့ဖြစ်တယ်ဒီ system တစ်ခုတည်းကိုပဲလုပ်တာဖြစ်တဲ့အတွက်မေးလိုက်လို့ရှိရင်အကုန်လုံးကတော့အတူတူပဲဒီစကားတစ်တန်နဲ့ပဲထွက်မှာပဲဒီလိုမျိုးလေ့လာပါဒီလိုမျိုးလေ့လာပါဒီလိုပါဆိုတာအတူတူပဲပေါ့နော်အဲ့တော့ကျမတို့စီးပွားရေးလုပ်ငန်းကစနစ်နဲ့လုပ်တဲ့အလုပ်ဖြစ်တယ်တကယ်ကိုကောင်းမွန်တဲ့စနစ်တစ်ခုနဲ့လုပ်တဲ့အလုပ်ဖြစ်တယ်လက်တင်ရာစတော်ခေါ်ပြီးတော့ကိုပြောချင်တာပြောသူပြောချင်တာပြောစီးမရှိကမ်းမရှိအလုပ်မဟုတ်ဘူးပေါ့နော်ဆိုတဲ့အတွက်ကြောင့်မို့ကျမတို့ဒီစီးပွားရေးကတကယ်ကို system ကောင်းကောင်းနဲ့ level နေတဲ့စီးပွားရေးဖြစ်တယ်တကယ်ကို world class training တွေပေးထားတာတွေလည်းဖြစ်တယ်ပေါ့နော်အဲ့တော့ကိုယ်တိုင်ဝင်ရောက်ပြီးတော့လေ့လာကြည့်ပြီးတော့မှဒီဥစ္စာကိုကိုယ်နဲ့တင့်တော်ရေးမတင့်တော်ရေးဆုံးဖြတ်ကြည့်စေချင်ပါတယ်စိတ်ဝင်စားနေတဲ့သူတွေအတွက်ကိုပြောတာပေါ့နော်စိတ်ဝင်စားတဲ့သူတွေအတွက်ကတော့ရတယ်ကိုမလေးလာလို့လည်းရတယ်ကျမတို့ကပေါ့နော်အတင်းလာခဲ့$149အတင်းလေးလာလို့အတင်းဆွဲခေါ်တာမျိုးဘူးမှမရှိဘူးကျမတို့ကအပေါ်ကိုကြော်ညာပေးတာကျမတို့ကဒီလုပ်ငန်းလုပ်ဒီလိုဖြစ်နိုင်တယ်ဒီလိုရတယ်ဒီလိုပုံစံမျိုးလေးလုပ်ရတာဝန်ထမ်းဆိုရင်လည်းအချိန်ပိုပေးစရာမလိုပဲနဲ့ဥပမာကိုကြိုက်တဲ့အချိန်ကိုကြိုက်တဲ့နေရာမှာဒီစီးပွားရေးကိုလုပ်လို့ရတာဖြစ်တယ်တော့ကျမတို့လောက်ကနေပြန်လာတဲ့အချိန်ကိုယ့်ရဲ့နားနေတဲ့အချိန်လေးမှာပဲ PVG မဲ့ဖြစ်ဒါလေးကိုယ့်ကို post လေးကောက်တင်လိုက်လို့လည်းရတယ်ဟုတ်အဲ့လိုမျိုးဒါဆိုဥပမာကလေးတွေကိုဥပမာချက်ပြုတ်ပေးနေမှဖြစ်ဒါလေးတင်လိုက်လို့လည်းရတယ်ဒီလိုမျိုးလေးပေါ့နော်ဒီလိုမျိုးတော့ဖတ်လို့ရတယ်စီးပွားရေးလုပ်ငန်းတစ်ခုလုပ်နေတဲ့လူတွေဆိုလို့ရှိရင်လည်းဒီဘက်မှာ meeting တစ်ခုထိုင်နေပြီမဲ့ဒီနောက်ထပ်လုပ်ငန်းတစ်ခုပြေးသွားစရာမလိုဒီ meeting ပြီးမှအေးစစ်စစ်မှာကိုအားတဲ့ချိန်ကျမှကောက်လို့လည်းလို့ရတယ်ဒီလိုမျိုးလေးကောင်းကျိုးလေးရှိတယ်တွဲလုပ်ဖို့အသင့်တော်ဆုံး plan B အနေနဲ့တွဲလုပ်ဖို့အသင့်တော်ဆုံးစီးပွားရေးလုပ်ငန်းတစ်ခုပါဆိုတာကိုကျမတို့ကကြော်ညာပေးတာဖြစ်တယ်ပေါ့နော်အဲ့တော့ကိုယ်နဲ့ကိုက်ညီလို့ရှိတဲ့လူ plan B အနေနဲ့လုပ်ချင်တဲ့သူတွေကကိုယ်တိုင်ကိုကြကိုရောက်လေ့လာကြည့်ပါကိုနဲ့ကိုက်ညီမှုရှိမရှိဆိုတာကိုယ်တိုင်လေ့လာဆုံးဖြတ်ပါဆိုတာကိုလည်းကျွန်မပြောချင်ပါတယ်နောက်တစ်ခါကျတော့တကယ်ပဲစိတ်ဝင်စားနေပြီဒီစီးပွားရေးကိုလေ့လာချင်နေပြီဆိုရင်တော့လည်းအချိန်မဆွဲနဲ့ပေါ့နော်ဝင်ရောက်ဘူးအမြန်ဆုံးလေ့လာလိုက်ပါတကယ်လို့ကိုယ့်အတွက်ကိုက်ညီတဲ့အလုပ်ဆိုရင်လည်းအမြန်ဆုံး action ယူလိုက်ပါအဲ့ဒါဆိုရင်တော့ကိုယ့်အတွက်တိုးတက်မှုကအချိန်ကိုစောင့်စရာမလိုဘဲနဲ့မြန်မြန်ဆန်ဆန်တိုးတက်လာမှာဖြစ်တယ်ဆိုတာကိုကျွန်မပြောချင်ပါတယ်အားလုံးကိုလည်းကြိုးဆိုပါတယ်အားလုံးကိုဒီလိုမျိုးဒီ digital business မှာလာရောက်ပြီးတော့ကျွန်မတို့ ਨੇ အတူတူလက်တွဲလှုပ်ဆောင်ဖို့အားလုံးကိုလည်းကျွန်မတို့ကမိဖိစာနဲ့ကြိုးဆိုပါတယ်အားလုံးကိုလည်းလက်တွဲခေါ်သွားလို့လက်တွဲပြီးတော့ခေါ်သွားချင်ပါတယ်ဆိုတာကိုလည်းပြောချင်ပါတယ်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါအခုလိုပြောတာအရန်ပြေဆုံးပါတယ်ဟုတ်ကဲ့ဟုတ်အဲ့တော့ကို live ကိုကြည့်ရှုနေတဲ့သူတွေအားလုံးလည်းကျေးဇူးတင်ပါတယ်နောက်မှအားတဲ့ချိန်မှာ replay ပြန်ကြည့်မဲ့သူတွေအားလုံးလည်းကျေးဇူးတင်ပါတယ် comment ပေးတဲ့အားလုံးလည်းကျေးဇူးတင်ပါတယ်ရှင်ဟုတ်ကဲ့အခုလိုမျိုးကျမရဲ့ page မှာလာပြီးတော့ဝေမျှပေးသွားတာအတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ကျေးဇူးတင်ပါတယ်အမကလည်းညီမလေးရဲ့ page ကနေပြီးတော့လာပြီးတော့ပေါ့နော် sharing လုပ်ခွင့်ရတဲ့အတွက်အရန်ကိုကျေးဇူးတင်ပါတယ်အမှန်တမ်းပြောရင်ဓာတ်ထက်တောင်ပို့ပြီးတော့ပေါ့နော် sharing လုပ်ပေးချင်တာဒါပေမဲ့လောလောဆယ်နေသိမ့်မကောင်းဘူးပေါ့နော်အဲ့ဒါကြောင့်ဒီလောက်အဲ့ဒါကြောင့်ဟုတ်တယ်ပါအဲ့ဒါကြောင့်ညီမလည်းမိကွန်းလေးတွေရှော့ထားတယ်နောက်အမကိုထပ်တွေ့ပြီးတော့အများကြီးမေးဦးမယ်ဟုတ်တယ်ပါရာစီရောက်တော့လည်းအများကြီးဖြစ်ချင်တယ်အဲ့ဒါကြောင့်ဟုတ်ကဲ့ပါအမစီကနေအများကြီးလေပညာတွေလည်းရတယ်အတွေ့အကြုံတွေရောအားပေးတာတွေရောအများကြီးရခဲ့တဲ့အတွက်အမကလည်းကျေးဇူးတင်ပါတယ်ရှင်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်အခုလိုဟုတ်ကဲ့ပါနှုတ်ဆက်လိုက်ရအောင်ပါဟုတ်ကဲ့အားလုံးပဲဟုတ်ကဲ့ကျေးဇူးတင်ပါတယ်